နေတယ်လားအားရှောင်းမင်းပြန်လာလားဟဲ့ရအဲ့ဒါကွာမင်းလုံးနဲ့စောက်တော့လိုက်ပြီပဲဟာစနေဘူးငါသားလိုက်ပဲချက်ချက်ဦးလေးဘာကြီးလဲ ဟာဘာရမလဲကွာနေဘူးလေကွာငါသားမဲတယ်ငါသားမဲတယ် ဟောအေးပါဗျာ မင်းရိုးတဲ့နေကစရင်ရပါတယ်ကွာ ဟောဦးလေးပဲအမြန်ဆိုလို့ခုံဆင်းလာတာလीပြီးတော့လေကစိတ်တုတ်ထားတယ်ဗျ စိတ်တော့လည်းထားတော့ကွာမင်းကခုံဆင်းလာတာဖင်းကိုရားတယ်မင်းထားတော့တော့နော်မင်းကပြောတာရှိတယ်မင်းမင်းကတော်ပြန်ဝေးကလေးကိုသွားထိန်းတာအဲ့ကလေးနောက်ကြီးတွေပေးပွားပြီးပါစတဲ့နောက်ကြီးဆာတော့မင်းတိုင်းထိုင်ကြည့်တာသူ ဟောအဲ့တော့ကျွန်တော်သူအပြင်သွားရရှိတယ်တဲ့အဲ့ဒါဟိုသူကလေးခဏကြည့်ပေးထားတယ်အဲ့ကြောင့်ကျွန်တော်ကြည့်နေ သူပြင်သွားလို့ကြည့်တယ်လေကြည့်လေကလေးကနောက်ကြီးတွေပါစတဲ့တော့နှာခေါင်းနဲ့တော့အကုန်ဘလူးပလိုက်ပြီးစားတော့တော့မင်းဒီတိုင်းထိုင်ကြည့်နေခုကလေးကဆေးကန်းပို့လာတယ် တောက်တော့ဖြစ်သွားတယ် ဟာငါလုံးလိုက်တော့နာတော့မယ်ခုကမနေ့တောင်းမှလာတယ်ဟုတ်နော်ကဲထားတော့မင်းကပြောခိုင်းကြခုကြည့်လို့လာလား အဲ့ရေကျဘာလုပ်ရမလဲ ဟုတ်ဘာမလို့နေရနော်ဘာမလို့နေတလားနော်မလို့ခဏနေငါတကယ်ချင်းငါမဆွေးလာမှာငါ90တာလည်းငါတို့ငွေကြေးကိစ္စစာချုပ်စာနဲ့လုပ်မှာအဲ့မှာမင်းဘေးကနေပြီးလိုရတဲ့ဝယ်ဝယ်စားအဲ့ဝတ်ကြေပြောင်းလုပ်ပေးမယ် ဟောတော့ပေါ့လေနော်တော့ပေါ့စိတ်ချပါဦးလေစိတ်ချစိတ်ချ ဟဲ့မင်းကိုစောက်တော့လဲလုပ်တယ်လို့စိတ်မချလို့လာပြောနေတာနော်ပြောလိုက်တော့ချောတာပဲ တခါလေးပဲဟာ အဲ့ခဏနေမင်းခိုင်းလာခဲ့တော့သွားမယ်နော် โอเคစိတ်ချအလုပ်ရပြီ ဟာဒီကောင်လာနေဦးကတော့ဆိုင်တာပေါ့ဟာလာပြတော့တို့လာအော်ဆက်လက်ကတော့နေသေးတယ်မင်းဘယ်တော့မှဆက်လက်တော့ခိုင်းနေတော့အေးတကယ်ကြီးလာတကယ်ကြီးလာ ကဲတကယ်ကြီးဟေးမင်းနဲ့ငါလည်းလုံးမစီပါယူကောင်းမြင်လို့ကြပါကွာကောင်းမြင်လို့မလား အေးပါကွာတကယ်ကြီး ဒီမှာငါလိုတဲ့ဆိုင်ရဆိုင်နေခဲ့နော်ရှင်းနေပါတခါခေါ်လာတယ်အာရှင်းနေတာ ဟောကျွန်တော်ရှင်းနေပါဟောဟေးဒီပိုင်ဆက်စမဟုတ်ကဲ့ရှင်းနေ sorry ဟောရပါတကယ်ကြီးမင်းနဲ့ကလည်းဒါတွေမလို့ပါဘူးကွာ ဟောတင်းကြီးအဲ့ဒါမဟုတ်လေပါဒီကဟိုငွေကြေးကိစ္စပဲနေပါလာတော့နောက်အချုပ်ချင်းဖြစ်နေကြလား ဒီမှာဟောပါကြတယ်အေးပါအေးရတကယ်တော့ဟောတော့ဟောတော့ဒီရှင်းနေအေးလားအေးဟောပေးဘေးကားတွေ့ရောချိန်ထားပါအေးချိန်ထားလိုက်လို့ဘူးလာပါတကယ်ဟောလာပေါ့ ဟုတ်လားကွာ ဟေးတင်မဒီနေ့ပဲတော့ကျွန်တော်ဒီနေ့ပဲ ဟောရေးပါလား ရှာကွာသွားယူစောစံပါဘူးနော် ဩငါလုံးထားလိုက်တော့နာတော့မယ် အဲ့ကောင်လေးကောင်း ငါတူလေးတွေငါတူလေးလေဒါပဲနားထား ထားဆိုင်စီမင်းကောင်းမကြထားလိုက်ဟေးမင်းကရွှေ့ပေါ်နေတာကွာထားကြတယ်မရှိဆိုတိကျတနေရဆင်းပြင်းနေချထားလိုက်ကွာလွတ်တယ်နေ မလားစာရွက်နေ ဟာဟေးမင်းကဘာသူအမြင်ကြီးပေါ်ချခဲ့နေဆင်းပြင်းနေဆိုလွတ်တယ်နေအောင်တိကျပြီးချတယ် စာရွက်ပြည့်နေလို့ အတနေရသွားထားလိုက်ကွာဒီကောင်ကောင်ဟောအဲ့ဒါလေးရှိလာပြီးချောက်အဲ့စာရုပ်ရှောင်းအောင်လားဟုတ်ကဲ့စာရုပ်ရှုံးမယ်လေချုပ်ရဆက်ပြီးပါချာ အော်အဲ့ထဲမှာစာရုပ်ရှိရင်အော် လေအခုမျိုးမသိအဲ့ဒီဝေးတယ်မှာကွာခင်ဗျာမျိုးမသိအဲ့ဒီဝေးတယ်မှာလို့ ယူပေးလိုက် ဟာဦးတကယ်လား တကယ်ယူပေးရပါလေဘလို့ရပြီတော့ဟောနည်းနည်းယူပေးလိုက်ကဲတကယ်ကြီးခုလိုအစီအစဉ်တော့လဲဝမ်းလာတယ်ပါဒီငါတို့လုတ်ကိစ္စတော့ပြီးပြတ်တယ်လို့ငါလည်းတော့နော်ဟုတ်တယ်ဒီချင်းငါတို့ဒါဟာဟဲ့ကဘလို့လို့လား မျိုးမသိယူပြီ မယူမသိဆိုတော့ကျွန်တော်လည်းယူပြရပါကွာ